မျိုးတွေကောင်းတော့ညနေကျန်ညာကျန်းပေါ့ဗျာနော်ဒီနေ့ကတော့ဒါဒီဇင်ဘာ10ရက်နေ့ပေါ့နော်ဒါရေကောက်ပွဲကိုကန့်ကွက်တဲ့အနေနဲ့အတန်ဒိတ်ဒပိတ်ဆိုပြီးမှပြောကြတယ်ဗျအပြင်မထွက်ဖို့အတွက်မနေ့10နာရီကနေညနေ3နာရီထိတယ်ဗျနော်အဲ့တော့ဗာပြောပါအခုလိုနှိုးဆော်တဲ့သူတွေကိုဈေးလူဈေးသားတွေကကျေးဇူးတင်တော့တယ်အပြောလဲဆိုလို့ရှိရင်မန္တလေးမြို့မှာဆိုလို့ရှိရင်ဒီနေ့အရန်စီတယ်ဗျဈေးထဲမှာအရန်စီတယ်ရန်စီဗီမှာဈေးလူဈေးသားတွေလည်းဒါဈေးရန်ရောင်းကောင်းကြတယ်လို့ဦးဇင်းတို့ကြားသိရတယ်နောက်တစ်ချက်ကပုံမှန်က10နာရီလောက်ဆိုဈေးကွဲသွားပြီဗျာနော်လဲရတပတ်မပြည့်ဘူးဆိုတော့လို့ပေါ့ဗျာနော်ပုံမှန်ဈေးကွဲသွားတဲ့အချိန်မှာတော့မှဈေးလူဈေးသားတွေကဒါတော့ဝယ်တဲ့သူရောစီကားနေတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာကျေးဇူးမတင်မဲ့နေပါမလားနော်အဲ့တော့ကိုဗစ်တုန်းကဓာတ်ပုံနေနဲ့ပုံမှန်ကျင်းပြန်ထည့်ပြပြီနော်ကျင်းပြန်ထည့်ပြန်အဲ့လိုတပိတ်မောက်တဲ့သူတွေကိုပြောချင်တယ်ဗျခင်ဗျားတို့ကအတန်လေးတပိတ်တွေဘာကြီးလုပ်တယ်ဗျအဲ့လိုလုပ်လို့ရှိရင်ခင်ဗျားတို့အဲ့ရွေးကောက်ပွဲကြီးကပြတ်သွားမှာလားရွေးကောက်ပွဲကြီးကတပိတ်အတန်လေးတပိတ်တွေလုပ်တဲ့အတွက်ကြောင့်ပျက်စီးသွားမှာလားခင်ဗျားတို့တနိုင်ငံလုံးNLD ထောက်ခံနေတယ်လို့မှထင်နေတယ်လား NLD က100ခန့်လုံးထောက်ခံနေလို့ခင်ဗျားထင်တယ်လားကျန်တဲ့အခြားပါတီထောက်ခံတဲ့လူတွေအများကြီးရှိတယ်ဆိုတာရောခင်ဗျားတို့မေ့နေရောတလားမေ့နေရောတလားဥပမာဆိုကြပါစို့ဗျာရွေးကောက်ပွဲမှာခင်ဗျားဗျာကဲမဲပြိုင်မယ်ဗျာ2ယောက်ပြိုင်မယ်ဗျာရွေးကောက်ပွဲမှာ2ယောက်ပြိုင်မယ်3ဦးကမဲပေးမယ်ဗျာ2ယောက်ကို1ယောက်ကို2မဲ1ယောက်ကို2မဲပေးလိုက်မယ်ဆိုလို့ရှိရင်ဒါလည်းရွေးကောက်ပွဲအောင်ဖြစ်မြောက်တာပဲအနိုင်ရလို့ဆိုတာဟုတ်လားဒါတော့ခင်ဗျားတို့တဘောပေါက်ရဲ့လားနားလေရဲ့လားဘာရည်ရွယ်ချက်နဲ့ခင်ဗျားတို့ကပြဘာရည်ရွယ်ချက်နဲ့ခင်ဗျားတို့ကလှုပ်ထားလဲရည်ရွယ်ချက်ကဘာလဲဘယ်ဟာကိုအကြောင်းပြချင်တာလဲဘယ်ဟာကိုအကြောင်းပြုချင်တာလဲတပိတ်တယ်ဟုတ်လားဘာတပိတ်လဲကဲခင်ဗျားတို့တပိတ်ခုအောင်မြင်သွားတယ်လားရွေးကောက်ပွဲရောပြည့်သွားတယ်လားဆိုကြပါစို့ဗျာခင်ဗျားတို့အဲ့လိုလှုပ်လို့ရွေးကောက်ပွဲကြီးပြည့်သွားတယ်ဆိုရင်တော့ခင်ဗျားတို့ရည်ရွယ်ချက်ကကောင်းတာပေါ့ဟုတ်လားအခုမပြတ်တဲ့ပြင်ပို့ပြီးမှပြည်သူတွေကစီးလုံးလာတယ်ပို့ပြီးမှပြည်သူတွေကညီညွတ်လာတယ်ဒါရောခင်ဗျားတို့ကောင်းကောင်းသိရလားဒါရောခင်ဗျားတို့ကောင်းကောင်းသဘောပေါက်ရလားလဲတာတပတ်မပြေဘူးဆိုလို့ဖြစ်နေတယ်ဟုတ်လားမြောက်ကောင်းတဲ့ဒေသဆန်းမင်းလို့လိုက်မှာနေတိုင်းထဲပိုးစီနေတယ်နေတိုင်း9နာရီခွဲလောက်ဆိုဈေးရခွဲခု10နာရီ17နာရီထိဈေးရစီကားနေတော့ဘယ်နဲ့လုပ်ပါမလဲဈေးလူဈေးသားတွေကတော့ပြောပါတယ်ဟုတ်လားမြောက်ကောင်းတဲ့ဒေသဆန်းအောင်တော့ကျေးဇူးတင်ရမလို့ဖြစ်နေပြီတဲ့ဒီနေ့ဈေးထဲမှာစီလိုက်တာတဲ့ကဲဘယ်နဲ့လုပ်ပါမလဲဈေးလူဈေးသားတွေကတော့မြောက်ကောင်းတဲ့ဒေသဆန်းကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလေးပြောချင်း